မျိုးဆက်နည်းသူဟာမျိုးဆက်ဝေးသူကိုအမွေကနေပယ်ထုတ်တယ်ဆိုတာဘယ်လိုအခြေအနေမျိုးကိုဆိုလိုပါသလဲအားလုံးပဲမင်္ဂလာပါဒီကြောင်းရာလေးကတော့ကျွန်တော်မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးမျှဝေပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြန်မာလေထုံးတန်းဥပဒေရဲ့အမွေဆက်ခံရေးမှာပေါ့နော်အကြမ်းမြင်အဖြစ်အခြေခံမူ၄ရပ်ရှိပါတယ်ပထမမူကတော့အမွေအားတဲ့အောက်ကိုဆုံနိုင်ရင်အထက်ကိုမဆန်ရဘူးဆိုတဲ့မူဖြစ်ပါတယ်အဲ့ဒီမူလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့ပိုင်းမှာဗီဒီယိုလေးနဲ့ဆွေးနွေးမျှဝေထားပြီးသားရှိပါတယ်ဒီပိုင်းမှာတော့မျိုးဆက်နီးသူကမျိုးဆက်ဝေးသူကိုအမွေကနေပယ်ထုတ်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမျှဝေပေးပါမယ်အဲ့တော့ကျွန်တော်မျိုးဆက်ရေတွက်ပေါ်ကနေစပြီးတော့ဆွေးနွေးမယ်ပေါ့နော်အဲ့တော့တည်ဆုံးသူနဲ့အမွေတောင်းခံသူတို့နဲ့သက်ဆိုင်တဲ့နော်တည်သူကနေပြီးတော့မှဘိုးဘေးထီကိုအဆံမျိုးဆက်လို့ခေါ်ပါတယ်နော်အဲ့ဒီဘိုးဘေးကနေမှဒီကအမွေတောင်းခံတဲ့သူအထီကိုတော့ကျွန်တော်တို့ကအစုံမျိုးဆက်လို့ခေါ်ပါတယ်အဲ့တော့မျိုးဆက်ရေတွက်တဲ့နေရာမှာအဆံမျိုးဆက်နဲ့အစုံမျိုးဆက်ဆိုပြီးတော့မျိုးဆက်နှစ်ခုရှိတယ်ဆိုတာလေးကိုအကြမ်းမြင့်သိထားမှာဖြစ်ပါတယ်အဲ့တော့တည်ဆုံးသူရဲ့ပစ္စည်းကိုကျွန်တော်ဥပမာပြပါမယ်နော်တည်ဆုံးသူရဲ့ပစ္စည်းကိုတည်သူရဲ့ဦးလေးဖြစ်သူနဲ့တည်သူရဲ့ညီကိုမောင်နှမဖြစ်သူတို့ကအမွေကိုရှင်ပြီးတော့လှုပ်ကြမယ်ဆိုရင်ဘယ်သူကရနိုင်တယ်လဲပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီတည်ဆုံးသူကနေပြီးတော့မှတည်သူရဲ့ဦးလေးထိကျွန်တော်တို့မျိုးဆက်ကိုစပြီးတော့ရေးတွက်ကြည့်ပါမယ်နော်တည်ဆုံးသူပြီးရင်ဘယ်သူလာလဲဆိုတော့ကျွန်တော်မိဘနော်တည်သူကနေပြီးတော့တည်သူရဲ့မိဘဟာမျိုးဆက်တစ်ဆက်ပါနော်ဒါအဆံမျိုးဆက်ပါအဲ့တည်သူရဲ့မိဘပြီးလို့ရှိရင်မိဘကနေပြီးတော့ဘယ်ကိုဆက်သွားလဲဆိုတော့ဘိုးဘွားကိုဆက်ပြီးတော့ဆန်တက်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒါကအဆံမျိုးဆက်တစ်ဆက်ပါအဲ့တည်သူမိဘနဲ့ဘိုးဘွားဆိုရင်ကျွန်တော်တို့ကနှစ်ဆက်အဆံသွားတယ်ဘိုးဘွားမှမွေးလို့ဘယ်သူဖြစ်လာဆိုဦးလေးဖြစ်လာတာပေါ့နော်တည်သူရဲ့ဦးလေးတော်ဆက်တာပေါ့အဲ့တော့အဲ့ဒီဘိုးဘွားကနေပြီးတော့ဦးလေးကိုနော်မျိုးဆက်တစ်ဆက်ကြီးတွက်မယ်သူကကြတော့အစုံမျိုးဆက်ဖြစ်သွားပါတယ်နော်ဘိုးဘွားကနေပြန်ပြီးတော့မှဆင်းတာဖြစ်လို့အဲ့တော့ဟုတ်ပြီတည်သူနဲ့နော်တည်သူရဲ့ဦးလေးကြားထဲမှာမျိုးဆက်က3ဆက်ဖြစ်ပါတယ်နော်အဲ့တော့အဆံမျိုးဆက်2ဆက်အစုံမျိုးဆက်က1ဆက်ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်ထပ်ထပ်ကြည့်မယ်တည်သူကနေပြီးတော့နော်တည်သူရဲ့ညီကိုမောင်နှမရဲ့မျိုးဆက်ကိုကျွန်တော်တွက်ပါမယ်အဲ့တော့တည်သူကနေပြီးတော့ခုနပြောသလိုပဲမိဘကိုကျွန်တော်တို့ကအဆံ1ဆက်ပါနော်မိဘနေပြီးတော့သူကတော့ဘိုးဘွားထီကိုပြန်ပြီးတော့ဆန်စရာမလိုဘာဖြစ်လို့လို့ဆိုတော့မိဘနေမွေးလို့တည်သူရဲ့ညီကိုမောင်နှမဖြစ်လာတာမိဘပြီးရင်ကျွန်တော်တို့ကစုံစင်းလို့ရတယ်နော်အဲ့တော့မိဘကနေပြီးတော့ညီကိုမောင်နှမဆိုရင်ကျွန်တော်တို့ကအစုံ1ဆက်ပါအဲ့တော့အဆံက1ဆက်အစုံက1ဆက်စုစုပေါင်းမျိုးဆက်က2ဆက်ပါနော်ဦးလေးကမျိုးဆက်3ဆက်ညီကိုမောင်နှမကမျိုးဆက်2ဆက်အဲ့တော့မျိုးဆက်နီးသူကမျိုးဆက်ဝေးသူကိုအမွေကနေပြီးတော့မှပယ်ထုတ်တယ်လို့ပြောတဲ့အတွက်ကြောင့်မလို့နော်ညီကိုမောင်နှမတွေရှိရင်ဦးလေးကိုအမွေကနေပြီးတော့ဖယ်ထုတ်ခွင့်ရှိပါတယ်ဒါကြောင့်တည်သူရဲ့ဦးလေးနဲ့တည်သူရဲ့ညီကိုမောင်နှမတွေနဲ့အမွေရှင်ပြီးလှုပ်မယ်ဆိုရင်တည်သူရဲ့နော်ညီကိုမောင်နှမတွေကအမွေရရှိမှာဖြစ်ပါတယ်ဒါကိုမျိုးဆက်နီးသူကမျိုးဆက်ဝေးသူကိုအမွေကနေပြီးတော့ပယ်ထုတ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်ဥပမာဆက်ကြည့်ပါမယ်နော်တည်သူရဲ့ဦးလေးနဲ့တည်သူရဲ့တူတူမတွေအမွေရှင်လူမယ်ဆိုရင်ဘယ်သူကရတယ်လဲဆိုတဲ့နမူနာလေးကိုကျွန်တော်တို့ကြည့်ပါမယ်။အခုနပြောထားပြီးသားတည်သူရဲ့ဦးလေးကတော့မျိုးဆက်30ရှိတယ်ပေါ့နော်။တည်သူရဲ့တူတူမတွေမျိုးဆက်ကိုကျွန်တော်တို့နည်းနည်းလေးကြည့်ပါမယ်။အဲ့တော့တည်သူရဲ့တူတူမကိုကြည့်တွက်မယ်ဆိုရင်တည်သူကနေပြီးတော့မိဘနော်ဒါအဆန်တစ်ဆက်ပါ။မိဘကနေပြီးတော့မွေးတဲ့အတွက်ညီကိုမောင်နှမဖြစ်လာတယ်။ညီကိုမောင်နှမစီကိုအစုံမျိုးဆက်တစ်ဆက်ထပ်ပြီးတော့ဆင်းသွားပါတယ်။အဲ့တော့ညီကိုမောင်နှမကမွေးလို့တူတူမဖြစ်တာပေါ့တည်သူရဲ့နော်အဲ့တော့တူတူမတွေစီဆိုလို့ရှိရင်နောက်ထပ်မျိုးဆက်တစ်ဆက်ချပါတယ်အဲ့တော့စုစုပေါင်းကမျိုးဆက်3ဆက်ပါနော်တည်သူကနေဦးလေးကိုလည်းပဲမျိုးဆက်က3ဆက်ပဲတည်သူကနေပြီးတော့တူတူမတွေစီကိုလည်းပဲမျိုးဆက်က3ဆက်ပဲအဲ့ဒါဆိုရင်မျိုးဆက်2ခုကနော်တူနေပါတယ်3ဆက်ဖြစ်နေပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမျိုးဆက်နီးသူကဝေးသူကိုအမွေရနေပြီးတော့မှပယ်ထုတ်တယ်ဆိုတဲ့မူကိုသုံးလို့မရတော့ပါဘူးအဲ့တော့ဒါဆိုရင်ဒီမှာဘယ်မူကိုသုံးမလဲတဲ့နော်ဘယ်မူကိုသုံးမလဲဆိုရင်အမွေအားအောက်ကိုဆုံနိုင်ရင်အထက်ကိုမဆန်ရဘူးဆိုတဲ့မူကိုသုံးရပါမယ်အဲ့တော့ကျွန်တော်တို့ကမျိုးဆက်3ဆက်မှာဦးလေးကိုသွားဖို့အတွက်ကအဆန်2ဆက်အစုံ1ဆက်ပါတူတူမတွေစီကိုသွားဖို့ကအဆန်က1ဆက်အစုံက2ဆက်ပါအစုံနဲ့အဆန်မှာနော်
အမွေအအောက်ကိုစုံနိုင်အထက်ကိုမဆန်ရဘူးလို့ပြောတဲ့အတွက်ကြောင့်မလို့တူမတွေကရထိုက်ခွင့်ရှိမှာဖြစ်ပါတယ်နော်တူမတွေကရထိုက်ခွင့်ရှိမှာဖြစ်ပါတယ်သူကနော်ဦးလေးကရထိုက်ခွင့်မရှိတော့ဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုလို့ရှိရင်နော်မျိုးဆက်နီးသူကမျိုးဆက်ဝေးသူကိုအမွေကနေဖယ်ထုတ်တယ်ဆိုတာမျိုးဆက်အနီးဝေးကိုတွက်ရပါမယ်မျိုးဆက်အနီးဝေးတူနေရင်တော့နော်အမွေဟာအောက်ကိုစုံနိုင်အထက်ကိုမဆန်ရဘူးဆိုတဲ့ပုံနဲ့ချိန်တိုးကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်